အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့Telegram နေ video တွေဘယ်လို download လုပ်ရမလဲဆိုတာပြပေးမယ်ပေါ့နော်private video တွေပေါ့ဒီဥပမာထားပါကျွန်တော်တို့ဒီ channel မှာဆိုရှင်ကျွန်တော်တို့ဒီ video down ချင်တယ်ဆိုလို့ရှိရင် download လုပ်လို့မရဘူးပေါ့နော်ကိုယ်ဖုန်းထဲမှာစိတ်ထားလို့မရဘူးဒီမှာဆိုရှင်ဒီ copy post နဲ့ report ဆိုတဲ့ option တစ်ခုပဲရှိရပါတော့အဲ့လိုမျိုးချိန်နေပါဆိုရှင် video တွေဘယ်လို download လုပ်လို့ရမလဲဆိုတာကိုပြပြမှာဖြစ်ပါတယ် so ပထမဆုံးကျွန်တော်တို့ကဒီ website တွေဝင်လိုက်ဖို့လို့ရပါတော့ဒီ browser နေဝင်လိုက်လို့ရအောင်နော်ဖုန်းနဲ့ပဲဖြစ်ဖြစ်လက်တော့နဲ့ဖြစ်ဖြစ်ကျွန်တော်ကတော့ဒီ Telegram ဟိုscreen record လုပ်ရှာဆိုတော့လေလက်တော့နဲ့ပြထားရပါတော့ဒီမှာဆိုရှင်ကျွန်တော်ဒီ portal.ttboss.net ဆိုတဲ့ဒီ website တွေကိုဝင်လိုက်မယ်ဆိုရှင်ကျွန်တော်တို့ကဒီ screen ကြာလာမယ်ပေါ့နော်ကြာလာမယ်ဆိုရှင်ကျွန်တော်တို့ကဒီမှာ user name နဲ့ဝင်မလား password နဲ့ဝင်မလားပေါ့ဒါမှမဟုတ်ဒီ Google Gmail နဲ့ဝင်မလားဆိုတော့ option တစ်ခုရှိရပါကျွန်တော်တော့ဒီ Gmail နဲ့ဝင်နေ Gmail နဲ့ဝင်လာမယ်ပေါ့နော်ဘာရရတယ်ဆိုတော့ကြာတော့เนาะဒီမှာ dashboard တွေပါမယ် transfer တွေပါမယ်ဘာညာပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီနေ့ကဘာလုပ်မှာဆိုတော့ download လုပ်မှာပေါ့နော် video တွေ download လုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီ download ဆိုတဲ့ကောင်တွေထည့်သွားလိုက်မယ်ဒီမှာ login ပထမဆုံးကျွန်တော်တို့ကဒီ Telegram section တော့ crown ရဆိုတော့မှပြထားဆိုတော့လေကျွန်တော်တို့ကဒီပါဘောနော် Telegram ကို login ဝင်ဖို့လုပ်မယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့ကဒီ login Telegram ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့အဲ့ဆိုရရှင်ကျွန်တော်တို့ဒီ dashboard ထဲပြန်ရောက်သွားတယ်မှာကျွန်တော်တို့ကိုဖွင့်ထားတဲ့ Telegram account ရဲ့ဖုန်းနံပါတ်ထည့်ခိုင်းတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီမှာပထမဆုံးကျွန်တော်ရဲ့ Telegram ဖုန်းနံပါတ်ထည့်မယ်ပေါ့နော်ဒါကတော့ကျွန်တော်အကောင့်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့အကောင့်နဲ့ပဲlogin ဝင်လို့ရမှာပေါ့နော်အဲကြတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ့ကိုTelegram ဖွင့်လာတဲ့အကောင့်ရဲ့ဖုန်းနံပါတ်ထည့်ပြရမှာပေါ့ဒီမှာထည့်ပြီးတော့မှကျွန်တော်ဒီ send login code ဆိုတာလေးနှိပ်လိုက်မယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်ဒီ code send to Telegram ဆိုတော့မှ message လေးကြာလာတယ်ပေါ့နော်အဲဒါဆိုရှင်ကျွန်တော်တို့က Telegram ထဲသွားလိုက်ပြန်သွားလိုက်မယ်ပေါ့ကဲပြန်သွားလိုက်ပြီဆိုရှင်ဒီမှာကျွန်တော်တို့ကိုတခုချိန်နေပေါ့နော်3:59ချိန်နေlogin ကိုကြာလာရပါတော့ဒီ login ကိုထည့်ပါဆိုတော့မှ9851ခွန်ဆိုတဲ့အကောင်ပေါ့နော်ကျွန်တော်ဒီမှာ5158ခွန်ဆိုတဲ့ဟွာလေးထည့်လိုက်ကုတ်လေးထည့်လိုက်ပါဟုတ်မှာ9851ခွန်ဆိုရှင်ကျွန်တော်တို့ Telegram ထဲ login ဝင်လာပါနော်ကျွန်တော်ရှင်ကျွန်တော်ရဲ့ Telegram user name auto ကြာလာတယ်ဒီမှာဆိုရှင်နင်းချဆိုတော့မှကြာလာတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ဖွင့်လာတဲ့ဖုန်းနံပါတ်နဲ့ဒီTelegram ရဲ့ user name နဲ့နာမည်နဲ့ကြာလာတယ်ပေါ့နော်အဲ့မှာကျွန်တော်ကဒီနေ့ကဘာလုပ်မှာဆို download လုပ်ချင်တာပေါ့နော် download ချဆိုကျွန်တော်က download manager ထဲသွားမယ်ပေါ့ဒီပုံဒီဘက်နေသွားလဲရတယ်ဒီမှာ download manager ဆိုတာရှိတယ်အဲ့ဒီသွားလိုက်မယ်ဆိုရင်ပြီးရင်ကျွန်တော်တို့က download လုပ်ချင်တဲ့ကောင်ကဒီ video ပေါ့နော်ထားပါတော့ဒီ video လေး download လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရှင်ကျွန်တော်တို့ကဒီကောင်လေးကို copy post link လေးနှိပ်လိုက်မယ်ပေါ့ copy post link နှိပ်မယ်ဆိုရှင်ဒီမှာဆိုရှင်ဒီ member တွေပဲဒီ link ကအလုပ်လုပ်မယ်ဆိုတော့မှ message ပေါ်လာရပါတော့ကျွန်တော်ဒီမှာ login ဝင်တာဟုတ်လားဆိုရှင်ကျွန်တော်ဟုတ်တယ်ဆိုတော့မှ yes ပေးလိုက်မယ်တကယ်လို့ no လိုက်မယ်ဆိုရှင်ကျွန်တော်ဒီဘက်မှာ log out ပြန်ကြသွားလိမ့်မယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီမှာ yes ပြန်လုပ်ပေးလိုက်မယ် yes လုပ်ပြီးတော့မှဒီ copy ကူးထားတာပေါ့နော်ဒီ link လေးကိုဘာလုပ်မှာလဲဆိုတော့ကျွန်တော်ဒီ add to choose ဆိုတဲ့အကောင့်လေးနှိပ်မယ်ပေါ့နော်အဲဆိုရှင်ကျွန်တော်ပြီးဆိုရှင်ကျွန်တော်တို့ဒီ link လေးကိုပေါ့နော်ထည့်ဖို့ input box လေးတခုကြာလာနော်ကျွန်တော်အဲ့ထက်ကို paste လုပ်လိုက်မယ်ပြီးဒီ submit ဆိုပြီးတော့နှိပ်လိုက်မယ်ပေါ့နော်အဲ့ပြီးကျွန်တော်ဒီ refresh ဆိုတဲ့အကောင့်လေးနှိပ်လိုက်မယ်အဲဆိုရှင်ဒီမှာဆိုရှင်ကျွန်တော်တို့ 0% preparing ဆိုတဲ့မှာဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာဆိုရှင်ကျွန်တော်ရဲ့ file size ကဘယ်လောက်လဲဆိုတာမြင်ရတယ်ဒီမှာဆိုရှင်1385 megabyte ပေါ့နော်ခင်းတဲ့အတွက်မဲ့ဆိုရှင်ဒီကောင်က1.3 GB ပါလောက်ကြာသွားပါပေါ့နော်1.3 GB ပါလောက်တောင်းရမယ်ပေါ့လို့တော့ဖြစ်တယ်ဒီပထမဆုံးဒီ preparing လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ကနေတော့မှဖုန်းမေလုံးကမကုန်သေးဘူးပေါ့နော်ဒီ video စရတော့ download ကိုယ်တိုင်ကျွန်တော်တို့ရဲ့ဖုန်းထဲကိုထည့်နေရမှာမဟုတ်သေးဘူးဆိုတော့လေကျွန်တော်တို့ထဲကိုကျွန်တော်ရဲ့ internet ပေးမကုန်သေးဘူးပေါ့ဒီချိန်မှာဆိုရှင်so ဒီမှာ prepare 100% ပြည့်သွားပြီဆိုရင်ကျွန်တော်တို့က download လုပ်လို့ရတယ်ပေါ့နော်အဲကြောင့်ရှင်ကျွန်တော်ဒီ download now စပြီးတော့မှနှိပ်လို့ရတယ်ပေါ့နော်နှိပ်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲကိုvideo download ချမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဖုန်းပြီးကုန်မယ်ပေါ့နော် wifi နဲ့ဆိုတော့အဆင်ပြေပါတော့ဒါပေမဲ့ဒီ internet နဲ့သုံးနေတဲ့mobile data နဲ့သုံးနေတဲ့လူတွေကြောက်ရှင်ဒီလောက်ကုန်မယ်ပေါ့နော်ဒါ1325 MB ကုန်မယ်ပေါ့နော်
အဲကြောင့်ကျွန်တော်စာရွက်တော့မှ download လုပ်မယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီကောင်လေးနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ download စနေပြီဆိုတဲ့အကြောင်းပေါ်လာပါပြီအဲတော့မှကျွန်တော်12မိနစ်နေရမယ်ပေါ့နော်ကျွန်တော်ဒါတော့wifi ချိန်နေပေါ့ဆိုင်နေပေါ့နော် wifi ကောင်းရင်ကောင်းတော့ဒီကောင်တော့မြန်နိုင်တာပေါ့အခုဆိုရှင်ဗီဒီယိုက100%ပြည့်ပါပြီပေါ့နော် download တာပြီးသွားပြီပေါ့ကျွန်တော်တစ်ချက်ဖွင့်ကြည့်မယ်ပေါ့ဆိုအဲကျတော့download တာအောင်မြင်သွားပြီပေါ့နော်